ကိုနေ့ကကျွန်တော်တင်ပြတဲ့ထဲမှာစဘာ150 160ထွက်တဲ့နေရာကြာရင်ကျွန်တော်ပြမယ်ဆိုတာဒီလိုနေရာမျိုးကိုပြောတာနော်ဒီမှာစဘာရဲ့အနှံကပိတ်နေတယ်ဒုတယ်လည်းရှိတယ်နော်နှံစာလည်းကောင်းတယ်ဒီလိုနေရာမျိုးက150 160တီးမဲ့နေရာမျိုးသို့တော်လဲနော်ရာသီဥတုမဖြတ်ဘူးပိုးမွားတွေမဖြတ်ဘူးရိတ်တဲ့အချိန်ဒီတိုင်းတည်ပြီးမှဲ့မယ်ဆိုမှရမှာအကြောင်းမျိုးကြောင့်ကျွန်တော်တို့ပျက်စီးသွားပြီဆိုရင်တော့မထွက်တော့ဘူးနော်ခုဒါဆိုရင်အလဲမှာကြွက်တွေကြိုက်ထားတာနော်ဒီတပားဒီ150လည်းမတိုင်းဒီပုံစံအတိုင်းလေးကျွန်တော်တို့ဒုတဲ့အတိုင်းလေးရှိမယ်ဆိုရင်တော့ဒီတပားဒီ150 160တီးတယ်အဲ့တော့ဟိုးနှစ်ကအဲ့လိုတစ်နှစ်ရခဲ့ဘူးတဲ့အဲ့လိုတည်ပြီးတော့မှဲ့သွားတာနော်ရာသီဥတုလည်းမဖြစ်ဘူးပိုးမွှားလည်းမဖြစ်ဘူးနော်ကြွက်လည်းမဖြစ်ဘူးငှက်လည်းမဖြစ်ဘူးဆိုရင်တော့ရမယ်အခုဟာကျွန်တော်မှကြွက်နဲ့ငှက်ကလည်းလိုက်ဖြတ်နေတဲ့အတွက်ပထမပြခဲ့တဲ့စပားဒီနော်100မကျော်ဘူး100အောက်မှာပဲနေလိမ့်မယ်ဒီလိုပုံစံမျိုးတည်ပြီးမှဲ့မယ်ဆိုရင်တော့ဒါ150 160ထွက်မဲ့ဒူးတယ်နဲ့နှံစအနေထားတွေပြအဲ့တော့အဲပေါ်မှာစပားဘယ်လောက်ထွက်နိုင်လဲလူမေးတယ်လူတွေနော်ဘယ်သူမှနော်အတိအကျပြောလို့မရဘူးအိတ်ထဲရောက်မှကျင်းတည်မယ်သို့တော်ညာလေဒါခံမှန်းကြည့်ကျွန်တော်ပြင်ပြပေးတာအဲ့တော့ဒါ150 160တီးနိုင်တဲ့ဒူးတယ်ဒီတကယ်ဒူးတယ်ကောင်းလာပြီဆိုရင်ကျွန်တော်တို့ပိတ်ကြက်ပြီးတော့အနှံကနော်အနှံပိတ်ကြက်နေရပဲအဲ့ဒါဆိုရင်တော့စပားထွက်ပြီအဲ့ဒါလေးကိုတင်ပြရင်းနဲ့အားလုံးပဲကြမ်းမှချမ်းသာကြပါစေ